Georgian motor control ဆိုတာကျွန်တော်တို့ကျောင်းမိကစားလုပ်ငန်းဝင်နဲ့စရောက်တဲ့အချိန်မှာတော့ကောင်းကောင်းမသိသေးပါဘူး။ Georgian ဆိုတဲ့တိတ်ပေကလေ့ကျင့်ခန်းလုပ်တဲ့လူတွေဖို့အနှေးပြေးခြင်းလို့တော့သိထားတယ်။ Senior တွေပြောတာကတော့ Georgian motor control ဆိုတာမော်တာကိုခဏတာအလုပ်လုပ်စေခြင်းဆိုပြီးတော့လည်းပြောကြတယ်။ Georgian motor control ကိုသိဖို့ကGeorgian motor control ရဲ့ application သုံးတဲ့နေရာကိုသိမှဖြစ်ပါမယ်။ပစ္စည်းတစ်ခုကိုပုံဖော်တဲ့ဆက်မှာအဲ့ဒီပစ္စည်းကိုကတ်တင်ဖြတ်ချခြင်းဂျွေလီဖောက်ခြင်းစတာတွေလုပ်ဖို့ဒီပစ္စည်းကို fine tuning ပေါ့လိုချင်တဲ့နေရာကိုရောက်အောင်လှည့်ပေးတဲ့နေရာမှာသုံးပါတယ်။ထုတ်လုပ်ရေးစက်ရုံတစ်ခုကထုတ်လုပ်လိုက်တဲ့ပစ္စည်းတွေက final product အနေနဲ့နောက်ဆုံး packaging လုပ်တဲ့နေရာမှာကိုမရဘတ်အနေနဲ့သုံးပါတယ်။လူအားနဲ့မနိုင်တဲ့အရန်လေးလံတဲ့ပစ္စည်းတွေကိုလုတ်တင်မတင်ခြင်းအလုတ်တင်ပြန်ချခြင်းစတာတွေလုပ်တဲ့နေရာမှာ winch motor နဲ့တွဲပြီးတော့ Georgian motor control ကိုသုံးပါတယ်။ဒီလိုပစ္စည်းကိုလုတ်တင်အလုတ်တင်လုပ်တဲ့နေရာမှာ forward reverse control ကိုလက်ချင်းစခဲမဖြစ်စေပဲသုံးတာကိုတွေ့ရတယ်။ Georgian motor control ကအသုံးပြုမဲ့နေရာပေါ်မူတည်ပြီး diagram မျိုးမျိုးကွဲပြားပေမဲ့လက်တွေ့မှာတော့ safety ဖြစ်ဖို့ဦးစားပေးရမှာဖြစ်ပါတယ်။ဒီ diagram မှာတော့ motor စတင်အလုပ်လုပ်ဖို့ရိုးခလုတ် on push button ကိုနှိပ်လိုက်ရင်ဝလေးကအနာကျဖြစ်သွားပြီးဝလေးရဲ့ on contact နဲ့တွဲဆက်ထားတဲ့ magnetic connector ကအလုပ်လုပ်ပြီး motor ကစတင်လည်ပတ်မှာဖြစ်ပါတယ်။ဒီ motor က start ခလုတ် NC push button မနှိပ်မချင်းပုံမှန်လည်ပတ်နေမှာဖြစ်ပါတယ်။ Georgian control ကိုသုံးမဲ့ဆိုရင်ကတော့ Georgian ခလုတ် on push button ကိုနှိပ်ပြီးတော့ motor ကိုလည်လိုက်ရက်လိုက်လှုပ်နိုင်စေဖို့ Georgian ခလုတ်ကိုလက်နဲ့နှိပ်လိုက်လှုပ်လိုက်လို့အသုံးပြုလို့ရမှာဖြစ်ပါတယ်။